3ရက်အတွင်းစုကြည့်ရမယ်တတ်မှတ်တဲ့နေရာကိုချမ်းစပါးဒီမတည့်ယူနိုင်မီးရှို့ဖြစ်စီပြီးချမ်းထထခပ်ပြီးတော့ရန်သူတတ်နဲ့ဝင်ထွက်ဆောင်ထားကိုကျွဲနွားတွေပါမသိမ့်စီရကွင်းမှာတွေ့တယ်များရန်သူကအကုန်ပြေးစားရိတ်သိမ့်ချိန်လိုဟာမှာအဓိကကြတယ်နေရာတကန်းတော့စပါးတွေကိုလူထုနဲ့တူတက်နဲ့အကုန်လုံးထွေဖြက်ပြီးရီကိုင်းနေနဲ့ရိုက်ဆွဲဝါကိုင်းတိကိုင်းနေနဲ့ရိုက်ဆွဲပြီးလုံးဝအပြင်းမထွက်ရတအိမ်တော်ဆိုရင်3ရက်စာထုတ်ပြီးလူကြီးတယောက်တစ်လုံးစားတတ်တဲ့အရွယ်နဲ့ကလေးချင်းနေတွေအရွယ်သူနုစီဘူးဝဲကိုမှတင်းနိုင်တာ3ရက်အတွင်းကဘယ်နည်းစာလောက်ရလဲလာပြအောင်အဲ့ဒီနီးနဲ့ရန်သူကပြုလုပ်တယ်အပြင်ခဏလေးထွက်ချင်ရင်လည်းဒါသူ့လက်မှယူသူ့ခွင့်ပြုချက်ယူကိုကျွဲနွားပြန်လိုက်ပြန်ဝင်မှုတော့အခွင့်မပေးကိုလင်းကိုသားလူဟာကိုချွေးတာဆွဲရှေ့တန်းတော်နေခါကြံတဲ့မိဘနဲ့တာမယာကိုနှမပြိုရှိသူတွေလူရင်လည်းသူတို့လူမဆန်ပြုကျင့်ခါအဲ့ဒီလူညံလူတခုကျိုးရိတ်ခါဆက်ဖြတ်အချင်းချင်းလည်းဆက်ပြလူလူနဲ့လည်းဆက်ပြငါတို့ဘာနာငွေကောက်ခံရရှိရေးနဲ့လူဒီတိုးပွားလာဖို့လည်းအဆက်ဖြတ်ခံကအဲ့ဒါမှခေါ်ပြီးတော့ကုန်ခေါ်လာတယောက်ကိုမတ်တချင်းတူထားခိုင်းတယ်တိန်နာတို့ဝယ်တို့ကိုချင်းကိုတူခိုင်းထားပြီးတော့တပုံနဲ့ဆက်တွေ့တဲ့လူကြည့်ထူပြီးတော့ကောင်းကထုံးရိပ်ဒူရင်ဒီဆက်သွားဒီဆိုတာရှိတယ်ဒူရင်ဒီလို့အဲ့ဒါနဲ့လှိမ့်ခါနဲ့မခံနိုင်တော့လက်ပြန်ပြီးတော့ရေအိုးဖောက်ပြီးတော့ရေဆက်ချမိုးကြိုးပြစ်တယ်လို့မခံနိုင်အောင်အဲ့ဒီလိုနီးချီတယ်လက်သေးခွာမအားဘူးအနေထိုးကြည့်ရမမရှိတပုံနဲ့ဆက်တယ်ကြည့်ကတဲ့နရွက်ဖြာနှစ်ပေါက်သေးဦးဓာနဲ့ကလေးမကြဘူးလားမျက်စိထိုးဖောက်နှာခေါင်းဖြာအာနှစ်ဖက်လီရှားဖြာနောက်ဆုံးမတ်တကျင်းထဲမှာမတိမရှင်းမြုပ်ပြလက်ပြန်ရိုးရှိပြီးတော့ဟိုပကက်လွှဲပြီးတော့နှစ်ဖက်ကန်းပကက်လွှဲပြီးတော့ကောင်းအရေးကုန်ခွာရဲဆက်ဆက်ညင်တဲ့နှိမ့်ချက်ဒီအမျိုးသမီးဆိုဘိုးကွက်ကမိန်းမဆိုကိုလုံးဒီတခါတည်းလေးပဲထောက်ပြီးတော့သွားခိုင်းဝိုင်းရှိခိုင်းလက်ခုပ်တီးပြီးတော့သူတို့ကရီးအမရင်းကြီးမသာပြေးအဲ့ဒီနည်းနဲ့အချက်ဖြတ်တယ်မကူညီရဲရွာတူရောက်ခိုးဝင်အိမ်အိမ်ရောက်ခိုးဝင်ကိုတိနေတဲ့ကိုအမြဲကျွေးမွေးရတယ်မင်းတွေ့ကြည့်ကိုမကြည့်ရဘူး
နောက်မင်းထမင်းဝင်ပြီးတော့တက်စားတာတည်ပူချက်ထားတယ်မင်းကိုမကြည့်ရတဲ့အထီးဖြစ်အောင်အလူအလျောက်တစ်ခါတည်းမင်းနဲ့တွေ့ရင်ရန်သူတည်နေလို့ဖြစ်အောင်မပြောရင်မနေရဲအောင်ဖြစ်အောင်မင်းကိုကိုပြောရမှာငါရောက်ခမအဖွာကြီးမင်းဖီးဆိုရင်ငါဓာတ်ပုံဟာနော်ထားအောင်တော့ငါဓာတ်ပုံသူတမိဓာတ်ပုံငါဓာတ်ပုံတို့လမ်းရှင်ကျုံမထားရဘူးကဓာတ်တယ်ခင်းပြတာငါခြုံနဲ့စောင်းတော်မှမထားရဘူးတခါတည်းငါအနံ့ကြီးအစော်ကြီးရန်သူကသိနေတယ်ပေါ့ကြောက်เสียဖြစ်တယောက်နဲ့တယောက်တဆင့်ချင်းကြီးတို့ကြောက်အောင်ခြောက်တာတို့တဆင့်ဟိုမတိစေခြင်းနဲ့စကားလေကြဲပြန့်တာတို့ဆိုတာတိတ်ထီရောက်ညာတူလူကိုလူအဲ့ဒါကိုရန်သူကအခွင့်ကောင်းယူပြီးတော့ဖြတ်တယ်တို့ဆိုရင်လည်းဇာမြဂိုင်းခွဲငါ့ကိုဆိုရင်နာမည်ခေါ်ပြီးတော့ဆက်တွေ့တဲ့လူလမ်းပြတဲ့လူရိတ်ခါပေးတဲ့လူသေတာရဲဆက်လဲလှီးပြီးဟိုကြောက်တဲ့ကန်ချလူလုံးကြဒီမျိုးကကျွမ်းပါလဲငါလူခါတဲ့ရဲဆက်တပ်ပြဥစ္စာစောပါဝီကြောက်နေကြောက်တိုင်းနဲ့သူ့ကြောက်တိုင်းအဝင်ဆွဲဝဟိုမင်းဖီးတွေ့တာရှင်းဆွဲရနှစ်ဖက်ပေါ့အဝင်ငါတရားကောင်းလွတ်တာပေါ့ရှင်းဆွဲကြီးအဲ့ဒါကြီးဖြုံယူဟိုပင်နေတဲ့မျိုးအဲ့ဒါဟိုဘူကျော်တောင်းကနေပြီးတော့လှုပ်ခိုင်းဟိုတာလာလူလူကြီးကဝိုင်းတောင်းမှနဲ့မရဘူးငိုလူအဲ့ဒါလူကိုအချင်းချင်းတိုက်ကလေးကိုလည်းလူရောမူရောခြေမုံရီဆိုပြီးတော့ရှင်းရှင်းနှုံးကြားအဲ့ဒီကောင်ကတော့ဒီဝယ်ပဲရောက်တရုတ်ကြီးတွားပြီးတော့သူတို့တွေ့တဲ့အခါမှာပါသွားတယ်တင်လင်းဆိုတာတရက်ခါဒီမှာတူတယောက်ရှိတယ်တူရင်ခုနဆရာလေးဆရာဘိတယ်ဆိုတာတူရင်ရခါသူကခေပီလေးဟိုတဲ့တမ်းဟာရုံးတိုင်မှုဆိုပြီးတော့သူ့ကိုထားတယ်တာမီနှစ်ယောက်ရှိတယ်ကလေးမလေးကြောက်ကိုသူကကြိုက်တယ်အဲ့ဒီကလေးမလေးနဲ့အဲ့ဒီခေပီလေးရင်းတစ်ကတဆုမူလေးတယောက်နဲ့ကြိုက်တယ်သူ့ကိုမကြိုက်ဘူးသူကအဲ့ဒီကလေးမလေးကိုကြိုက်တယ်အဲ့ကလေးမလေးရဲ့မအေးကသူ့ကိုပဲကြိုက်တယ်သူ့ကိုပဲယူတော့အဲ့ဒီလိုပြဿနာဖြစ်တာအဲ့ဒီတပ်ဖို့တယောက်ကိုသူတပ်ပစ်တယ်တပ်ပစ်တော့မကျေနပ်လို့ဟိုတိုင်းတင်ဘဟိုတင်တော့တိုင်းမှာခေါ်ပြီးတော့ယာတူးတော်ထပ်တိုးပေးတယ်ပြီးတော့သူတို့လမ်းတင်ရင်တူတယ်ဆိုရင်ဘလောက်ပဲဟိုလေအပြစ်ရှိလုံးဝကျင်းတော့ခွင့်ပေးတယ်သူတို့ရင်တူတယ်လမ်းတင်ရင်တူတယ်ဆိုမင်းကိုထားတဲ့ရှင်းအောင်ပဲငိမ့်မအပြစ်နဲ့ထုတ်ထားတာလူတိုင်းသိတယ်မဟုတ်လားခုဥစ္စာဖြစ်တဲ့ပုဂ္ဂိုလ်လာရွေးကောက်ပွဲမှာသူ့အရင်စပြီးတော့ငိမ့်မအောင်အဆိုးသွင်းတယ်သူတို့ရင်ညှိထားတာကဲထောက်ခံမငိမ့်မလားငိမ့်မတကယ်ငိမ့်မအောင်ငါဘယ်လိုမှသဘောထားလို့မဟုတ်တော့ဖြစ်ရမှာနော်သူ့ကိုပြန်တုံးရင်းတယ်ဆိုတို့နားလေတာအဖွဲ့ဝင်ဖြစ်ရနေပြန်ပြီးတော့တချင်းချင်းဒါလိုက်နဲ့ဘဟုအဲ့ဒါဟုတ်မဟုတ်လက်တွေ့မင်းတို့တိအောင်ပူပြတယ်ငင်းကသူကအလင်းဝင်လားပြဿနာတွေနဲ့သူကထုတ်ပြခံထားရတယ်လေမင်းမအဲ့ဒါလူပြဿနာဒီဟိုနေကိုတတ်မှုပြောက်ကိုသတ်တာဟိုမှပြဿနာဟိုငွေကြီးမကန်စားတာပြအဲ့မှာပစ္စည်းမဲ့လို့ပြောလိမဲ့လိပဲမိမာဒီရွှေတွဲလဲငွေတွဲလဲနဲ့အကြီးကျယ်အတိုက်ခံကနေဖြစ်ပြောင်းဖို့ဟိုဘူကျော်တောင်းလို့နဲ့သူတို့မိမာဒီမှာဆွဲကျိုးနဲ့လက်ကောင်းနဲ့ထုံးရည်ငါမင်းတို့မိမစောက်ပတ်တဲ့နိုင်ရင်စောက်
你水中ထွက်တဲ့ငါမိမစောက်ပတ်ထဲမှာစောက်ချီးပဲရှိရလားရှင်ဒီထိဟိုခါရန်ပြောရမှာအကောင်တိတယ်လေမင်းဖီမင်းတို့မခံနိုင်မဟုတ်တာတွေမလုပ်ပါနဲ့မင်းတို့စားတာဝတ်တာဒါကိုရဆိုရင်ကိုရေးတာငါမကျင်တတ်လို့မဟုတ်ဘူးမင်းတို့အဖွဲကြီးတွေကိုပါလို့ပြက်ဒီလိုလောက်တာမမှန်ဘူးဘာကပါရီလဲထုံနီးတူပဲသူတို့သားမယားတွေဟိုမြို့မှာထားပြီးတော့ကောင်းစားအဲနောက်လင်းနေလို့ကိုဝင်ရှိရင်တညလေးလာအိတ်တိပြီးမဲ့တို့ဘာမှမပြောတတ်ဘူးဆိုတာဟုတ်လားမဟုတ်ဘူးလားတို့အတူတူနေရသိနေရဟုတ်ဒီရင်ဘာမှပြဿနာမရှိဘူးဒါသွေးသားတောင်းဆိုတာတို့ဒီလိုဒီစနစ်ဒီဝါဒဟိုအပြည့်မရှိဘူးဘုရားမရှိဘူးတရားမရှိဘူးဘာသာရေးဆန့်ကျင်တာနတ်ဆန့်ကျင်တာဟိုဟာအကြည့်ကျက်လိုက်ဟောပြောဘာကပါလဲဒီတပီတော်စနစ်နှစ်တပါးဒီအာနာရှင်စနစ်သုံးလူမျိုးတစ်မျိုးဒီစနစ်ဟာခုနတစ်ခုဟောက်ပြန်တဲ့ဒီစနစ်ကျင့်တုံးတာမှန်ပါ၏လက်ခံပြီးတော့နောက်လိုက်တချို့အမျိုးသားတုတ်တဲ့ရေးပါတီတို့မဟုတ်ကရင်ပြည်ကွန်မြူနစ်ပါတီပဲတို့ခံယူရဖြစ်ရတို့လက်ခံတယ်ဆိုပြီးတော့တဒါတို့ထဲမှာနော်ခင်းလူအမျိုးသားတဲ့ရေးဆိုပြီးတော့ကဲရက်တီဆိုတာတဒါသုံးတိုက်ရှိပေါ်လာတော့နှစ်တိုက်ပေါ့အဲဒါသုံးတိုက်ဒါအနှစ်60သုံးတိုက်တဲ့ခါကျတော့မှသူတို့ဘက်ကတယောက်တမိန်ထုံးအဲ့ဒါလေးထောက်ပြအေးငါအဲ့ဒါကြီးထောက်နေတာခုလောက်မင်းပြောတာငါတော်တော်ဝမ်းသာတယ်ကျေနပ်တယ်အဲ့တော့တမိန်ထုံးသူတို့တခါဒီကောင်ကဟိုမကြည့်မဖြစ်လာငါဒါလေးထောက်ဒါကြောင့်ညီဝကျော်ပေါ့ကျုပ်ပါတို့ကရင်လူအမျိုးသားတုတ်တဲ့ရေးပါတီတို့အတိမပြုတဲ့ဘာကပါရီကဗဟိုကော်မတီခေါင်းဆောင်တိုင်းကော်မတီနော်နဲ့တမှုငယ်လေးပဲဖြစ်နော်ဒီချာကျင်းတို့ဘန်ကွဲပါတီလူမျိုးနိုင်ငံမဲ့ခေါ်ကရင်ပြည်ပဲဖြစ်ခံသူတွေတို့ရင်နေချက်ဝင်ပေါက်ပေးတာလူရောမူရောချေမောရမယ်ဆိုပြီးတော့ဖောက်ပြန်ပြီးလမ်းဆွဲပြောတယ်ဟိုမှားပါတယ်လို့သူတို့ပါတီထဲမှာပြန်ပြီးတော့တိုက်တယ်လို့ဆိုရင်အမျိုးသားတစ္ဆာပေါင်းပါတီတစ္ဆာပေါင်းဆိုပြီးတော့တပ်ပြထုတ်တာရှင်းလားကဲတရုတ်ပြည်ပြန်နော်ခုံငင်းတို့ဘာတို့ပါတပ်ပြခါတရုတ်ပြည်ပြန်လာဘဟိုကော်မတီဘာဖြစ်လို့တပ်ပြခါတယ်တချို့အသေးစိတ်မသိဘူးနော်ဘာကပါအလန်ဒီစိုးကြီးတွေကနေပြီးတော့မန်းထုံးတို့နဲ့ပေါင်းလိုက်ရတာတရုတ်ပြည်မှာစိုးကြီးကလည်းကိုယ်စလဲလွတ်တယ်မန်းထုံးကလည်းကိုယ်စလဲလွတ်တယ်နှစ်ဦးလွတ်တယ်နှစ်ဦးလွတ်တော့တရုတ်ကမော်စီတုံတို့ကနိုင်ငံတနိုင်ငံမှာပါတီတစ်ခုပဲအတိပါပဲရုပ်တော့စိုးကြီးလွတ်တဲ့လူကလူဦးရေနည်းတယ်တန်းထုံးလွတ်တဲ့လူကလူဦးရေများတော့တန်းထုံးတို့နဲ့ပေါင်းလိုက်ရတယ်သူတို့ချင်းအတွေးခေါ်ကတဘောတိုင်းရမတူဘူးအဲ့ဒီလိုဖြစ်တာအေးခုဒီမှာပြန်ရောက်တော့ဒီဘဝဟိတိုင်းတင်နာတို့ဘာလို့သူတို့ပြီးဒီမြန်မာပြည်မှာရှိတဲ့ဟိုအမျိုးသားရေးဝါဒနဲ့ပတ်သက်တဲ့အမြင်ပါတီကင်းလို့ခွင့်ဆိုတဲ့အမြင်
တနည်းမင်းကိုပိုရှင်းအောင်ပြောရမှာဆိုရင်မက်ဆီနဲ့ဝါဒနောက်ဆုံးလုံးဝမော်စီတုံလက်မခံတော့ခုခေတ်မော်စီတုံအတွေးခေါ်ဟိုလေတာဟိုလေကြော်တောင်းကြီးဆိုရင်ငါဖျားမော်ဆိုပြီးတော့ဟိုစီဝေးမှာပြောလို့အဲ့ဒါဘာကြောင့်ငါဖျားမော်ဖြစ်မင်းဒီမှာသူလည်းမေးတော့သူမဖြေတတ်တော့ကျဥမောင်လေးကြီးကနေပြီးတော့ဂျားနေပြီးတော့ဥမောင်လေးကြီးကိုအကူတောင်းတော့ဥမောင်လေးကြီးလည်းပဲဖြေတတ်မင်းတို့ကလည်းကွာတူချစ်လို့ဟိုတူဘာကြီးတူခေါ်လာခေါ်ပါဒီဆိုပြီးတော့အဲ့လိုဆိုတော့ဝိုင်းကြီးပြီးတော့အဲ့ဒါပြီးပြတကယ်မက်ဆီနဲ့ဝါဒပြဋ္ဌာန်းထားတာအနိုင်နိုင်ငံရှိအမျိုးသားလွတ်လပ်ရေးပြည်သူလူမျိုးရေးတော်လှန်ရေးတွေကိုစာနာထောက်ခံတယ်ရှင်းလားဘာကဘာလူတန်းသားတိုက်ပွဲကွာဟုတ်လားနော်ပြည်သူလွတ်မြောက်ရေးဆိုတာလူတန်းသားကိုသူယူတုံးတယ်အမျိုးသားလွတ်လပ်ရေးဆိုတာတို့ပေါ့ယူတော်လှန်ရေးတွေစာနာထောက်ခံမယ်ဆိုတော့ပြဋ္ဌာန်းတာအဲ့ဒါကိုမလို့တရုတ်မျိုးရှိတုံးလို့ဝုန်းလူမတ်စီရင်သွားတာကိုနောက်ရုရှားမှာလည်းပြန်ပြီးတော့ဆန့်ကျင်တာဖြစ်တော့ဝယ်မဟာလူမျိုးကြီးပါလားရုရှားလူမျိုးကြီးပါလားသူ့လူမျိုးຫນွယ်စုချင်း12နိုင်ငံစုစည်းတာတောင်တခြားနိုင်ငံလေးမှာလူတွေကိုရှောက်တွင်းထားတယ်ရုရှားမဟာလူမျိုးကြီးဆန်တဲ့အတိုက်ကပါတီကြီးဆန်တဲ့အတိုက်ကလူဦးရေဘယ်လောက်ရှိရင်အမှတ်တရနေရာပေးရမယ်ဝန်ကြီးတင်ရာပေးရမယ်အဲ့ဒါလူလည်းတစ်မျိုးပြီးတော့လူတွေလက်နဲ့တည်းကြီးနဲ့ပဲဟိုအမေရိကန်အင်္ဂလိပ်နဲ့ပြန်ဆိုင်ရေးကိုသူကအဓိကထုတ်လို့လူနေမှုနဲ့တိုးတက်ဖွံ့ဖြိုးဖို့ရှိပွားရေးပြဿနာကြတာအများကြီးကြံခဲ့တယ်ကတိပေါင်းများစွာလဲတွေးတွေတင်ဖြစ်တာလဲပါအဲ့ဒါလိုအမျိုးသားရေးမတူတဲ့အပိုင်းလဲပါတယ်ဒါတော့မျိုးနယ်ထုတွေမျိုးနယ်ထုဆိုတာတို့ဟိုပိုးကင်းနဲ့စကောကင်းပေါ့ကွာအဲ့လိုပြောအဲ့ဒါချင်းတောင်မှမကြည်နာဖြစ်ကဲဒုနဲ့စောစောတွေကပြောနေနော်ကရင်နဲ့ဗမာတရုတ်နဲ့ကလာခုတို့သူတို့ဖောက်ပြန်တဲ့ကောင်ရင်းကြတော့ရွှေမျိုးသားချင်းပေါက်ဖော်တွေပါဟိုဗမာကဟိုတီးပဲနေပြီးတော့ဟိုဒုချင်းတက်လာတဲ့လောင်းဗမာအစသကောင်းကဆိုတာမဟုတ်တော့အဲ့ဒါမှစာရေးတီးကြတာငါယူထားတဲ့ရုပ်ပုံဗမာအစသကောင်းကဆိုတာသူတို့ဗမာအရှင်လားမယူပြီးပဲလူရက်တည်ရဲဆိုတာလေးလေတက်ဒီကံကရှိတယ်ယူထားဘယ်နဲ့ကြော်လက်တက်ဟာတော့နော်ဒီတမိုင်းကဟိုတုန်းကလူတွေအကုန်တိတာအများတိတာဘယ်ကလာတို့ကရင်ခံယူတာကရင်ပြည်ခံယူတာကရင်လူခေါ်ကရင်လူတအူပဲတို့ဖွဲ့ကရင်လူအမျိုးသားတို့ရဲ့ပါတီဖွဲ့ဘာဆိုင်လဲတို့လဲတပါတီရဲ့ဖြစ်ရဖြစ်ဒါတိုးတက်တရားရောနဲ့ဖောက်ပြန်တာလားဆိုတာကြည့်ရနော်ကြာရှင်းတရားရောနဲ့တိုးတက်တရားရောနဲ့ကြာရှင်းတာဒီနှမျိုးရှိနိုင်ကြာရှင်းတရားရောနဲ့တိုးတက်တာဖြစ်မယ်ဆိုရင်တိုးတက်တာကိုယူရတယ်တိုးတက်တရားရောနဲ့ကြာရှင်းတာဖြစ်ပါလားကြာရှင်းတာကိုချုပ်ရုပ်တာကိုစွန့်လို့ရတယ်ဆိုတဲ့ကပ္ပပါတကူကြီးနှိုင်းရှင်းပြတို့အမျိုးသားရေးခံကြအောင်မဲနောက်ကြတယ်ကိုလူမျိုးကိုခံယူတာကိုနိုင်ငံကိုပါတီအဖွဲ့ကြီးနဲ့ကိုခံယူတာပဲတို့ထုံးအေးတို့ခဏပြဒီမှာရောက်တော့ဘုံမှာပဲမေးတော့မငါ
ချင်းမြင်ကိုလက်မခံဘူးအဲ့လိုဖောက်ပြန်ပြီးတော့မှရန်သူရှိရောက်ပြီးဒီမှာဖန်ခေါ်လာတဲ့အထီးဖြစ်တာတော့တော်တော်လာတဲ့နောက်တစ်ခုပြောမယ်ပြည့်ရှိမဲ့အကြောင်းပြောလေတို့ထဲမှာလေမင်းဟိုတုန်းကခုကိုကြည့်ရင်တွေ့နိုင်တယ်နော်တိတ်တိတ်ဘိုးရှက်ပုံးခုတ်တဲ့ကိုဂျိုးပြောင်းကိုဂျိုးတောင်းနဲ့ယာဒူးဆိုတာနှမျိုးရှိနေတယ်လို့မရရအောင်ဂိုင်းရှုပြီးတော့ယူတာဒါကိုဂျိုးဟုတ်နော်ရတဲ့ရတိုင်းပေးတင်တိုင်းပြလိုက်ပြီးပေးအကျိုးပြုလို့နေရာပေးတာနေရာကျင်တာအဲ့လိုဖြစ်ရအဲ့ဒါလိုမဟုတ်တဲ့ရယူထားတဲ့ပုံစံတွေကိုပဲကြည့်ကြည့်ဘယ်သူလဲဆိုတာမင်းတို့တော့ငါနာမည်ပေါ်မပြောလို့တော့ကြည့်ရင်မြင်ပါလိမ့်မယ်အဲ့ဒါမိကြည့်လို့တွင်းမှာဖြစ်စည်းတာမဟုတ်ဘူးလားရှိသေးလားရှိသေးတယ်နော်9မိနစ်အဲ့ဒါတခုအဲ့ဒါဟုတ်မဟုတ်အချုပ်နေတယ်ပြောရမယ်ဆိုရင်ရှင်းမှန်တဲ့ပြည်တော်စုဆိုတာဒီတိုကီယိုကပြဋ္ဌာန်းတာဓာတ်တူရေးပဲနိုင်ငံတို့လက်မှတ်မယ်ဆိုရင်ဗမာနိုင်ငံကရင်နိုင်ငံနော်ပြည်လို့တတ်မယ်ဆိုရင်လည်းဗမာပြည်ကရင်ပြည်ဒါပဲဖြစ်ရတိုကီယိုကပြဋ္ဌာန်းတာနိုင်ငံတော့မဟုတ်ပြီဘကပဟိုတုန်းကကိုယ်ပိုင်အုပ်ချုပ်ရေးဒေတာနယ်မြေဆိုပြီးတော့အတိုက်ခံအကြီးကျယ်ဖြစ်ခဲ့နောက်မဲနဲ့သူတို့ရှုံးတော့လက်ခံထားပူပေါင်းလူကပူပေါင်းပိုင်ခွင့်ခွဲထွက်လူကခွဲထွက်ပိုင်ခွင့်အပါဝင်တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည်နိုင်ငံပေါင်းစုံတော့မဟုတ်ပြီတောင်စုပေါင်းစုံဆိုပြီးတော့သူလက်ခံတာနောက်ပိုင်းမှာသူ့ကိုတရုတ်ကလည်းဦးညီရောသူအလုံးစုံဖောက်ခုနဖူးရပြောတဲ့ဟာဒီဖောက်ပြီးပြီနော်အဲ့ဒါနော်မတူဘူးခုတဖြည်းဖြည်းနဲ့သူတို့လည်းဝင်လာတာပြည်တော်စုပုံတာဘယ်လိုပုံတာပြည်နယ်ပြည်မဆိုတာဒီတို့ခုနကီနူရဲ့ကောင်းဆောင်ဒီပြဋ္ဌာန်းခဲ့တယ်တကယ်တန်းတူရေးအရှိအမှကုလသမဂ္ဂပြဋ္ဌာန်းထားတာနဲ့လည်းအညီတိလူတမျိုးစီလွတ်လာပိုင်ခွင့်နှစ်လူတဦးစီလွတ်လာပိုင်ခွင့်သုံးပါတီအဖွဲ့ကြီးခေါ်လွတ်လာပိုင်ခွင့်နဲ့အညီငါတို့တန်းတူရည်နော်နိုင်ငံကြီးဒီဖြစ်စီငယ်ဒီဖြစ်စီတန်းတူလူဦးရေနည်းဒီဖြစ်စီများဒီဖြစ်စီတန်းတူရှင်းရလားရှင်းအောင်ပြောမယ်တခုတရုတ်နဲ့ဗမာနဲ့လူဦးရင်တူလားနိုင်ငံအကျယ်ဝန်းတူလားဓာတ်တူဆက်ဆံရတယ်ဟုတ်တယ်မလားအဲ့ဒီဘောပဲဒါနိုင်ငံတကာဆက်ဆံရေးပုံစံအဲ့ဒီလိုပြဋ္ဌာန်းထားတာဖြစ်ပါလေနဲ့ကိုကပြည်နယ်လို့တုံးရင်းဒီပြည်မကိုရှိရအဲ့ဒါကိုငါထောက်ပြပြည်နယ်လို့တုံးတဲ့ဝေါ်ဟာရဒီပြည်မကိုရှိရတယ်တို့ငါတို့ပြဋ္ဌာန်းခဲ့တဲ့မုံနဲ့ဆန့်ကျင်ပဲဖြစ်ဒေဗိဒကဘောကနေပြီးတော့ဗမာလည်းပြည်နယ်လို့ခံယူတာသူဒီလိုရှင်းနေလိုက်ပြီးတော့သူကကာကွယ်တယ်အငင်းခုန်ပြီးတော့ကဲထားတော့ပြည်နယ်ပြည်မဆိုတဲ့ဖောက်ပြန်လက်ဝကြီးအုပ်တာတဲ့ပို့ပြီးတော့မဆိုးဘူးလားဗမာက9ပြည်နယ်9တိုင်းအဲ့ဒါခေါင်းဆောင်လုပ်နေတာဒါသူသိဖို့မလိုဘူးလားနော်အဲမင်းတို့ရှင်းအောင်ပြောရင်လည်းဒါလည်းခေါ်မပြောရင်မဖြစ်ဘူးလို့ဖြစ်တော့ငါပြောရတော့နော်ဒါကိုခေါင်းဆောင်အရှင်းမှာဘယ်သူဟုတ်မဟုတ်မင်းတို့ရွေးချယ်ရတော့တခါတို့လာကရင်ပြည်နယ်ကထားရအရှင်းမှာဆိုရင်လည်း
ဘသူတွေလဲခုရန်သူကယူတာရန်သူနာဖာဆိုရင်အရှိတောင်တိုင်းမှာဘလူလဲကိုအင်းဒီအတိုက်ခံလဲဘလူလဲတိုင်းနော်ခရိုင်မြို့နယ်ဘလူတွေလဲတခါသေပြီးတဲ့ကောင်ကြီးကလည်းဟိုမှာသူမွေးထားတာကြံနေသေးတယ်ဟိုငနုပြည်ပြေးဆိုတဲ့ရှိန်ဒီဆိုပြီးတော့အရှိတောင်တိုင်းမှုဒီဒုက္ခကတိုင်းနဲ့ခေါ်ပြည်နေကခုတို့ဒီဝိုင်းလေးရှိတယ်နော်တဖြည်းဖြည်းဟိုမှာပေးပြပြီးနော်သူတို့ဝန်တာနေပြီနော်ပြန်ဖော်ဖို့ဆိုတာလုံးဝသဘောထားမရှိဘူးဆိုရင်ကင်းလူအမိတုံးပြီးတော့ကရင်တော့ဟုတ်ပါရဲ့ဗရိတ်တန်ဒီအတွင်းမှာသူ့မအေးဗမာနဲ့ပြေမှားတဲ့အတွေးခေါ်လို့ခေါ်တယ်ဖောက်တာဟုတ်လားမဟုတ်ဘူးလားအဲ့ဒါလိုတိုင်းရတယ်ကုန်ပြီလား ကို